ကပ္ပဦးကျမ်းအခန်းကြီး7အငယ်1ကပ္ပဦးကျမ်းအခန်းကြီး7အငယ်1ထို့နောက်အာဗျံသည်အသက်69နှစ်ရှိသောအခါထာဝရဘုရားသည်အာဗျံအားထင်ရှားတော်မူ၍ငါသည်အနန္တတကုရှင်ဘုရားသခင်ဖြစ်၏ငါရှိမှတွာလာ၍စုံလင်ခြင်းရှိကြလော့ငါရှိမှတွာလာ၍စုံလင်ခြင်းရှိကြလော့ဆိုတော့ဆရာမဘက်ကတော့စုံလင်ခြင်းအကြောင်းပြောသွားတယ်နော်ကျွန်တော်ကတော့ဒီနေ့ဖျားရှိမှတွာလာခြင်းကိုအထူးပြုနော်ဦးစားပေးပြီးမှဝေမျှပေးခြင်းနဲ့အဲ့တော့အာဗြဟံဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဇလံကျွန်တော်သိပါတယ်နော်အာဗြဟံဆိုတာခါလာဒဲပြည်သားဖြစ်တယ်ဘာဘူးလုံရဲတိုင်းကြီးစိုးခဲ့တဲ့နေရာမှာမွေးဖွားကြီးပြင်းလာတဲ့မိယိုးဖလာရုပ်တုကိုးကွယ်တဲ့လူမျိုးဖြစ်တယ်စီးစိမ်ဥစ္စာရှိပါတယ်ရွှေငွေရှိပါတယ်ကျွန်ရှိပါတယ်ပိုင်ဆိုင်မှုပိုင်းဆိုင်ရာမှာလောကီစည်းစိမ်ပိုင်းဆိုင်ရာမှာလိုအပ်ချက်မရှိခဲ့ဘူးသို့တော့သူ့မှာမရှိတာပါလဲဆိုရင်တားမရတဲ့အရာတစ်ခုပဲရှိတယ်ကျန်တဲ့ကိစ္စအားလုံးမှာအာဗြဟံဟာပြောစရာမရှိအောင်လုံလောက်ပြည့်စုံနေပြီမဲ့သူ့ရဲ့မိသားစုထဲမှာတားမရှိတဲ့ပြဿနာသူ့မှာရှိခဲ့တယ်အဲ့တော့ဖခင်ကသူ့ကိုခေါ်တယ်အာဗြဟံတဲ့မင်းနေရင်ပြည်ကနေထွက်ငါပြက်လက်တန့်သောပြည်ကိုသွားဖခင်ကသူ့ကိုခေါ်တဲ့အချိန်သူကခါလာဒဲပြည်ဘယ်အရက်မှာလဲဆိုမေသောဘောဘာမိဆိုတဲ့အရက်ကနေဖခင်ကသူ့ကိုခေါ်လာတာအဲ့တော့အဲ့ဒါကဥရမြို့မှာရှိတယ်အဲ့ဒီအရက်ကနေဖခင်သူ့ကိုခေါ်ထုတ်တဲ့အခါမှာသူ့အတူထွက်လာတာမဟုတ်ဘူးသူ့ကိုဥဆောင်ဥရွက်ပြီးမှခေါ်ထုတ်လာတဲ့သူရှိတယ်အဲ့ဒါကသူ့အဖေဖြစ်တယ်ခေါ်တာကဖခင်ကောင်းကြီးပေးမယ်လို့ပြောတာကဖခင်နေရင်ပြည်ကထွက်ပါလို့ပြောတာကဖခင်လူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့စကားကိုကြားတာကအာဗြဟံဒါပေမဲ့ထွက်တဲ့အခါမှာကြတော့ဖျားစကားကိုတဘောတူဖို့အတွက်သူ့ဟာနဲ့သူမထွက်နိုင်ဘူးဖြစ်နေအဲ့ဒါနဲ့သူ့အဖေကဥတေရကပဲသူ့ကိုနေရင်ပြည်ကနေခေါ်ထုတ်ပြီးသူ့အဖေကသူ့ကိုပဲဥဆောင်သွားလဲဆိုရင်ခါရန်ကိုဥဆောင်သွားဖျားကရည်ရွယ်ထားတာခါနန်ဖြစ်ပေမဲ့အာဗြဟံဟာနေရင်ပြည်ကနေထွက်ဖို့သူ့အဖေရဲ့ဆွဲခေါ်ခြင်းထဲမှာလိုက်ပါရင်းနဲ့သူကခါနန်မရောက်ဘဲနဲ့ခါရန်ဆိုတဲ့နေရာကိုရောက်သွားကျွန်တော်ဘုရားတက်တာထဲမှာလဲခါလီဖျားစကားကိုနားထောင်ဖို့အတွက်ဝန်ခံဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်ခြေလန်းလန်းဖို့အတွက်ခက်ခဲတဲ့အချိန်တွေရှိတယ်လူမျိုးကြီးဖြစ်စေမယ်လို့ပြောရင်ကြိုက်တာပေါ့ကောင်းကြီးပေးမယ်လို့ပြောရင်တော့လိုချင်တာပေါ့ဒါပေမဲ့နေရင်ပြည်ကထွက်ပါဆိုတဲ့ဖျားစကားကိုတဘောတူဖို့အတွက်ကတော့ကျွန်တော်တို့ကအစင်တဲ့ဖြစ်မနေဘူးဘာကြောင့်လဲနေရင်ပြည်ကထွက်တယ်ဆိုတဲ့ကိစ္စကမလွယ်ဘူးလေနေရင်ပြည်ဆိုတာကိုမွေးဖွားလာတဲ့နေရာကိုကြိုက်တဲ့အစားအစာရှိတယ်လို့ကိုမိဘကပေးမဲ့မျက်နှာသာရှိတယ်ကိုရဲ့အတိုင်းဝိုင်းမှာကိုအတိအမှတ်ပြုထားတဲ့အရာတွေအများစွာရှိတယ်လို့ကိုကျွမ်းကျင်တဲ့စီးပွားရေးလုပ်ငန်းရှိတယ်ကိုကျွမ်းကျင်တဲ့ဘာသာဓလေ့တွေရှိတယ်ကိုကျင်လည်နေကြတမယိုးကြကိုမိဘဘိုးစင်ပေါင်ဆက်ကျင်လည်ပြီးသားစိုက်ပျိုးရေးနီးပညာမွေးမြူရေးနီးပညာအသက်မွေးဝမ်းကြောင်းပညာအားလုံးကကိုယ့်အတွက်တက်တောက်တက်တာနဲ့အဆင်ပြေပြီးသားဖြစ်နေတဲ့ဒီနေရင်းပြည်ဆိုတာထွက်ဖို့မလွယ်ဘူးစွန့်ဖို့မလွယ်ဘူးအဲ့ဒီစွန့်ဖို့မလွယ်တဲ့အခြေအနေမှာအာဗြဟံကထွက်ဖို့အတွက်သူ့ကိုဖခင်ကဘဒုအားဖြင့်ခေါ်ထုတ်တယ်လဲဆိုရင်သူ့ရဲ့အဖေဥတေရအဖြစ်ဖခင်ကသူ့ကိုခေါ်ထုတ်တယ်လို့ပဲကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့လောကကနေထွက်ခွာဖို့အတွက်လောကရဲ့ယဉ်ကျေးမှုလောကနဲ့ဆိုင်တဲ့ဘာသာဓလေ့အထုံးအဖွဲ့ထဲကနေကျွန်တော်တို့ထွက်ဖို့အတွက်တစ်ခါတလေကျွန်တော်တို့ရဲ့စိတ်နှလုံးကအစင်သင့်မဖြစ်နေဘူးကျွန်တော်ရဲ့စိတ်နှလုံးကခွန်အားမရှိနေဘူးကျွန်တော်ရဲ့စိတ်နှလုံးကချက်ချင်းထွက်ဖို့မလွယ်ကူတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကိုဖခင်ကဆွဲခေါ်မဲ့ညီအကိုတွေပို့ဆောင်မဲ့ဆရာသမားတွေနော်ဝိညာဉ်ရေးရမှာကိုလမ်းပြမဲ့သူတွေကိုဖခင်သခင်အသုံးပြုသွားတဲ့အချိန်တိုင်းတွေရှိတယ်အဲ့ဒီဥဆောင်မှုနောက်ကိုကျွန်တော်တို့လိုက်ပါခြင်းအပြင်ကျွန်တော်တို့ဟာလောကီအချီနှောင်ကနေလွတ်မြောက်သွားเสียရှိတယ်။သို့တော်လည်းအဲ့ဒီဆရာသမားတွေအဲ့ဒီလူပုဂ္ဂိုလ်တွေရဲ့ဥဆောင်ဥရွက်မှုအောက်မှာပဲကိုရှိနေရင်ဖခင်ရဲ့ရည်ရွယ်ချက်ထီတော့မရောက်။သူကခါရန်ပြည်တော့ရောက်တယ်ခါနန်ပြည်တော့မရောက်။နေရင်ပြည်ကထွက်ဖို့ကတော့ဥတေရကထောက်ပံ့နိုင်တယ်။ဥတေရကဥဆောင်နိုင်ပေမဲ့ခါနန်လို့ခေါ်တဲ့နေရာကိုရောက်ဖို့ကတော့အာဗြဟံကိုယ်တိုင်ကဖျားနဲ့သွားလာဖို့လိုတယ်။တင်နဲ့ကျွန်တော်ကိုယ်တိုင်က
ဆရာတွေအားဖြင့်ဖျားကိုတိကျွမ်းတာထက်ကိုယ်တိုင်ဖျားကိုတိကျွမ်းဖို့လိုတယ်ကျမ်းစာဖတ်လို့ဖျားစကားကိုတိတာထက်ကျမ်းစာမရှိတဲ့အခြေအနေမှာလည်းပဲဖျားစကားနဲ့တွာလာတတ်ဖို့ဘဝမှာအရေးကြီးတယ်ဆိုတော့အာဗြဟံရဲ့အသက်တာကနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကငါပြတ်လက်တန့်သောပြည်ကိုတွားပါလို့ပြောတဲ့ဖျားကသူ့ကိုရှေ့ကနေဥဆောင်ပေးတယ်ဖျားကသူ့ကိုရှေ့ကနေလမ်းပြပေးတယ်ဖျားကရှေ့ကနေသူ့ကိုတွားပေးတယ်အဲ့တော့ကိုကမတွားတတ်တဲ့အခါမှာကိုရှေ့ကနေဖျားကတွားပေးတာမျိုးကိုကဝိညာဉ်ရေးရမှာဘယ်လိုခြေလန်းလန်းရမလဲဘယ်လိုအသက်တာကြီးထွားဖို့ပြင်ဆင်ရမလဲဆိုတာမသိတဲ့အခါဖျားကကိုကိုဥဆောင်ရတယ်။ဘာနဲ့တူလဲဆိုရင်တိုးထိန်နဲ့တိုးကဲ့သို့ပဲနော်တိုးထိန်ဆိုတာရှေ့ကနေတွားပြီးတိုးဆိုတာအနောက်ကနေလိုက်ရတယ်။အဲ့တော့ငါတိုးတို့ဒီငါအတန်ကိုကြား၍ငါနောက်သို့လိုက်တတ်တယ်လို့ယေရှုကပြောတယ်။အာဗြဟံရဲ့အသက်တာထဲမှာလည်းဒီဥရမျိုးကနေထွက်လာတဲ့အချိန်မှာတော့ဖျားကသူ့ရှေ့ကနေတွားရတယ်ဖျားနှစ်သက်တာဘာလဲဖျားအလိုရှိတာဘာလဲဖျားဖြစ်ချင်တာဘာလဲဆိုတဲ့အရာတွေကိုဖျားကအာဗြဟံကိုရှေ့ကနေပြောရတယ်ရှေ့ကနေတွင်တင်ရတယ်ရှေ့ကနေလမ်းပြရတယ်အဲ့ဒီနောက်ကိုအာဗြဟံကဝန်ခံတဘောတူပြီးလိုက်ရတယ်ဒါဆိုရင်အာဗြဟံရဲ့အသက်တာပထမပိုင်းမှာဘသူကရှေ့ကနေတွားတယ်လဲဆိုရင်ဖျားကအာဗြဟံရဲ့ရှေ့ကနေတွားဖျားကအာဗြဟံရဲ့ရှေ့ကနေတွားတယ်ကိုဖြစ်ချင်တာထက်ဖျားဖြစ်ချင်တာကကိုယ့်ရဲ့ရှေ့မှာရှိရကိုလိုချင်တာထက်ဖျားလိုချင်တဲ့အရာကကိုယ့်ရဲ့အသက်တာခြေလမ်းရှေ့မှာရှိဖို့လိုတယ်ဒါဟာဖျားတဲ့ခင်ကိုယ့်ရှေ့မှာတွားလာနေခြင်းဖြစ်တယ်ဆိုတော့မောရှေရဲ့အဖြစ်ပြက်မှာလည်းဒီစကားရှိခဲ့ဘူးတယ်မောရှေကဖျားကိုပြောတယ်ကိုတော့ရဲ့ဘုံကိုပြပါဆိုတဲ့အချိန်မှာဖျားကဘာပြောလဲဆိုရင်နင့်ကိုငါတဲ့ကြောက်ကြားထဲမှာတွင်းထားမယ်နင့်ရှေ့မှာငါရှောက်သွားမယ်တင်ဤရှေ့မှာငါဤကောင်းမွန်ခြင်းရှိသမျှနဲ့တဲ့တင့်ရှေ့မှာငါလျှောက်သွားမယ်တင်ဟာငါရဲ့ကြောကိုမြင်ရလိမ့်မယ်အဲ့ဒီစကားမှာဘာပါလဲဆိုရင်တင့်ရှေ့မှာငါလျှောက်သွားမယ်ဖျားကကိုယ့်ရှေ့မှာလျှောက်သွားတဲ့အချိန်ကိုကဘာကိုမြင်ရတယ်လဲဆိုရင်ဖျားရဲ့ကောင်းမွန်ခြင်းကိုမြင်ရတယ်ဖျားရဲ့တစ္ဆာရှိခြင်းကိုမြင်ရတယ်ဖျားရဲ့ဖြောင့်မတ်ခြင်းကိုမြင်ရတယ်ကိုရှေ့မှာဖျားရှိတဲ့အတွက်ခက်ခဲတဲ့ကာလရောက်ရင်လေကိုကငြိမ်သက်ခြင်းရှိတယ်ကိုရှေ့မှာဖျားရှိတဲ့အတွက်ရန်သူကိုကိုဝိုင်းထားရင်လေကိုထဲမှာငြိမ်သက်ခြင်းရှိတယ်ကိုရှေ့မှာဖျားရှိတဲ့အတွက်စကြက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတိုးကတော့လုံခြုံခြင်းရှိတယ်စိတ်လန်းသောကျက်စားရအရာရောက်မှအိပ်ပျော်တာမဟုတ်ဘူးตาရတော့မျက်နှာမှာရောက်မှပျော်မွေ့တာမဟုတ်ပဲသေမင်းအရိပ်လွမ်းမိုးရာကြိုက်ထဲမှာရှောက်နေရရင်လည်းပဲအဲ့ဒီတိုးကလုံခြုံခြင်းရှိတယ်။ဘာကြောင့်လဲ။သူ့ရှေ့မှာဖျားကတိုးထိန်လိုမျိုးဥဆောင်တဲ့အချိန်ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဘဝတက်တာထဲမှာလည်းဖျားရဲ့ကောင်းမွန်ခြင်းရှိသမျှနဲ့ဖျားကကိုယ့်ကိုဥဆောင်တဲ့အခါမှာဖျားဘယ်သူလဲ။ဘာဖြစ်တယ်လဲဆိုတာကို who he is နဲ့ what he has done for me သူဘာလုပ်တယ်လဲဆိုတော့ကျွန်တော်ဘဝတက်တာထဲမှာခံစားတဲ့အချိန်ရှိတယ်။အဲ့ဒါကအာဗြဟံရဲ့အသက်တာပထမပိုင်းအဲ့ဒီပထမပိုင်းမှာဖျားကသူ့ရှေ့ကနေသွားဖျားကသူ့ရှေ့ကနေသွားဒါပေမဲ့အခုကပ္ပဦးကျမ်းဆက်ခွန်ရောက်လာတဲ့အခါမှာတော့ဒီနေရာကဘယ်ဒါဖြစ်သွားပြီလဲဆိုရင်ဥတေရမရှိတော့တဲ့အချိန်ဝိညာဉ်ရေးမှာဖျားစကားနောက်လိုက်ဖို့အတွက်သူ့ကိုလမ်းပြမဲ့သူဆွဲထုတ်မဲ့သူနော်တိုက်တွန်းမဲ့သူဆွဲခေါ်မဲ့သူတွေမရှိတော့တဲ့အချိန်အာဗြဟံကဘု து နဲ့တွားလာတဲ့အချိန်လဲဆိုရင်ဖျားနဲ့တူးချင်းတွားလာတဲ့အချိန်ရောက်သွားပြီနောက်တနည်းနဲ့ပြောရင်ဥဖရတ်မြစ်ကိုထားခဲ့ပြီးမှဥဖရတ်မြစ်ကပေးတဲ့ရေကိုမတောက်တော့ဘဲနဲ့ဖျားနဲ့တွားလာခြင်းထဲမှာဖျားပေးတဲ့ရေကိုတောက်ဖျားနဲ့အတူရှောက်လန်းဖျားနဲ့အတူတိုင်ပင်ဖျားနဲ့တူးချင်းဆက်ဆံပြီးတွားလာတဲ့အချိန်ကာလရောက်နေပြီအဲ့ဒီနေရာရောက်မှဖျားကသူ့ကိုပြောလဲဒီတခါတော့တဲ့အာဗြဟံတဲ့မင်းငါရှေ့ကနေသွားပါငါရှေ့ကနေသွားပါဒါဆိုရင်ဖျားသခင်ကိုရှေ့ကနေသွားတဲ့အချိန်မှာကိုလိုက်ရတဲ့အသက်တာရှိလားရှိတယ်ဒါပေမဲ့အဲ့ဒါကဘာကိုမပေးဘူးလဲဆိုရင်စုံလင်ခြင်းကိုမပေးဘူးစုံလင်ခြင်းကိုမပေးဘူးဖျားဖြစ်တယ်ဆိုတာကိုတွေ့မြင်ခံစားရတာပဲဖျားကောင်းတယ်ဖျားဖြောင့်မတ်တယ်ဆိုတာကိုတွေ့မြင်ခံစားရတာပဲဒါပေမဲ့ကျွန်တော်ရဲ့အသက်တာကဘာမှဖြစ်လာဘူးလဲဆိုရင်မစုံလင်လာ
ဘဝမှာဘလို့ဖြစ်လာလဲဖျားခင်ကကောင်းတယ်ငါကတော့မကောင်းဘူးဖျားခင်တန်ရှင်းတယ်ငါကတော့မတန်ရှင်းဘူးဖြောင့်မတ်ခြင်းဆိုတာဖျားရဲ့ယဉ်ကျေးမှုဖြစ်တယ်ဖျားရဲ့သဘောတဘာဝဖြစ်တယ်ဖျားကတော့ဖြောင့်မတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကမဖြောင့်မတ်နေဘူးဘာကြောင့်လဲဖျားကပဲကိုယ်ရှိကနေတွားပြီးကိုယ့်ရဲ့အသက်တာမှာဖျားကောင်းတယ်ဆိုတာပဲမြင်ပြီးကိုကတော့ကောင်းမွန်တဲ့အသက်တာရှိမလာတဲ့အခြေအနေမျိုးဖြစ်ခဲ့တယ်အခုတော့ဖျားကအာဗြဟံကိုဘာဖြစ်စေချင်တယ်လဲဆိုရင်အာဗြဟံတဲ့ငါရှိကနေတွားပါငါရှိကနေတွားပါဆိုတဲ့ဒီစကားရဲ့အတိတ်ပဲကဘာကိုမဆိုလိုဘူးလဲဆိုလို့ရှင်ကိုဖြစ်ချင်တာတွေကိုဖျားဖြစ်ချင်တာတွေထက်ရှေ့တန်းတင်ပြီးလုပ်ပါလို့ဆိုလိုတာတော့မဟုတ်ဘူးကိုအလိုဆန္ဒကိုဖျားအလိုဆန္ဒထက်ဦးစားပေးလှုပ်ဆောင်အသက်ရှင်ပါလို့ပြောနေတာတော့မဟုတ်ဘူးဖျားရှေ့မှာတွားလာတယ်ဆိုတဲ့အတိတ်ပဲကမင်းငါကိုမြင်ခဲ့ပြီးတဲ့အတိုင်းပဲငါဘာတူလဲဆိုတော့မင်းတွေ့ခဲ့ပြီးတဲ့အတိုင်းငါအလိုရှိတဲ့အရာဘာလဲဆိုတော့မင်းခံစားခဲ့ပြီးတဲ့အတိုင်းပဲအဲ့ဒီဖြစ်ခြင်းကိုနေ့ရက်ထဲမှာဝန်ခံပြီးမှငါရဲ့သဘောနဲ့မင်းအသက်ရှင်ရငါမင်းရှိကနေရှောက်ခဲ့တယ်လို့မင်းငါရှိကနေရှောက်ပါငါနင့်ကိုဖြောက်မှတ်ခြင်းလမ်းထဲကိုပို့ဆောင်ခဲ့တယ်လို့ငါရဲ့ဖြောက်မှတ်ခြင်းနဲ့နင့်ဟာဖြောက်မှတ်တဲ့ခြေလမ်းဆက်လမ်းရမယ်ငါရဲ့ကောင်းမွန်ခြင်းရှိသမျှနဲ့နင့်ကိုငါလမ်းပြခဲ့တယ်လို့အဲ့ဒီငါရဲ့ကောင်းမွန်ခြင်းနဲ့နင့်ရဲ့အသက်တာကိုနင်ဆက်ပြီးလျှောက်လန်းရငါရှိမှတွားလာပါအဲ့ဒီငါရှိမှတွားလာတဲ့အချိန်ကြမှာနင်ဟာတဲ့ဘာဖြစ်လာစရာရှိလဲဆိုရင်စုံလင်စရာရှိတယ်ဒါကိုဆိုလိုခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘဝအသက်တာထဲမှာဖျားနောက်လိုက်ဖို့အရေးကြီးတယ်ဖျားစကားကိုတိမတ်ဝန်ခံပြီးဖျားအလိုရှိတဲ့အရာပါလဲဆိုတော့အရှိမထားပြီးအသက်ရှင်ရမယ့်အချိန်တွေရှိတာမှန်တယ်တိုးတော်လဲကိုယ့်ရဲ့အသက်တာဟာနောက်တစ်ဆင့်သွားဖို့လိုတယ်အဲ့ဒါကဘာလဲဖျားသခင်ကောင်းမြတ်တယ်ဆိုတာကိုပဲတွေ့မြင်ခံစားပြီးအသက်ရှင်တာမဟုတ်ပဲအဲ့ဒီဖျားရဲ့ကောင်းခြင်းကိုကိုယ့်ရဲ့အထဲမှာလက်တွေ့ယူဆောင်ပြီးကိုကခြေလန်းလမ်းဖို့လိုတယ်အာဗြဟံတင်နင်းသမျှသောမြေကိုငါအပိုင်ပေးမယ်ဆိုတာဟိုဥဖရတ်မြစ်မတိုင်ခင်ကခြေလမ်းကိုပြောတာမဟုတ်ဘူးဥဖရတ်မြစ်ကိုကြော်လွန်ပြီးမှငါဤကောင်းမွန်ခြင်းရှိသမျှနဲ့ဖျားရဲ့ဖြစ်ခြင်းနဲ့သူရှောက်လန်းနေတဲ့အချိန်ကြမှာသူနင်းတဲ့မြေကိုဖျားပေးခြင်းဖြစ်တယ်ဆိုတော့ကအာဗြဟံခြေလန်းလန်းတိုင်းမှာဘဒုရဲ့သဘောတဘာဝကဘဒုအထဲမှာပါလာလဲဆိုရင်ဖျားရဲ့သဘောတဘာဝကအာဗြဟံရဲ့အထဲမှာပါလာတာတင်နင်းသမျှသောမြေကိုငါအပိုင်ပေးမယ်လို့ဖျားပြောခြင်းသည်အဲ့ဒီအချိန်ကာလမှာအာဗြဟံရဲ့အသက်တာကိုဖျားပိုင်ပြီးနေပြီဖြစ်တယ်ဥဖရတ်မြစ်မတိုင်ခင်တုန်းကအာဗြဟံရှောက်လန်းတာနဲ့ဥဖရတ်မြစ်ကိုကြော်လွန်ပြီးအာဗြဟံရှောက်လန်းတာမတူတော့ဥဖရတ်မြစ်မတိုင်ခင်တုန်းကဖျားကသူ့ရှေ့ကနေသွားတယ်သူကဖျားနောက်လိုက်တယ်ဒါဆိုရင်မြေနင်းတာကဘာတူဖျားကနင်းတာအာဗြဟံကအဲ့ဒီနင်းထားတဲ့မြေနောက်ကိုလိုက်တယ်အခုဥဖရတ်မြစ်ကိုကြော်လွန်ပြီးနောက်ပိုင်းမှာတော့မြေနင်းတာကဘာတူဖြစ်သွားလဲဆိုရင်အာဗြဟံဖြစ်သွားမြေနင်းတာကအာဗြဟံပိုင်သွားတာကဘာတူလဲဆိုရင်အာဗြဟံနင်းတာကိုဖျားပိုင်သွားအာဗြဟံကဒီမြေကွက်ကိုနင်းရင်ဒီမြေကွက်ကိုဖျားပိုင်သွားတယ်ဖျားရဲ့မြေဖြစ်သွားဘာကြောင့်လဲကိုဖျားပိုင်တဲ့အခါကိုပိုင်တဲ့အရာကိုဖျားပိုင်သွားတယ်ကိုဖျားပိုင်တဲ့အခါကိုပိုင်တဲ့မိသားစုကိုဖျားပိုင်သွားတယ်ကိုဖျားပိုင်တဲ့အခါမှာကိုနဲ့ဆိုင်တဲ့အသင်းတော်ကိုဖျားပိုင်လို့ရတယ်တင့်ကိုဖျားပိုင်လို့မရရင်တင့်မော်တော်ကားကိုလည်းဖျားပိုင်လို့မရတင့်ကိုဖျားပိုင်လို့မရရင်တင့်ရဲ့အချိန်အစွမ်းဘဏ္ဍာကိုလည်းဖျားပိုင်လို့မရဘူးအခုအာဗြဟံနင်းတဲ့မြေကိုဖျားကပိုင်သွားတယ်ဖျားကပိုင်ခွင့်ရသွားမှပဲအဲ့ဒီအာဗြဟံနင်းတဲ့မြေပေါ်မှာဖျားကသူ့ရဲ့နိုင်ငံတော်ကိုတည်ဆောက်တာဖြစ်တယ်နိုင်ငံတော်တည်ဆောက်တာဖြစ်တယ်အဲ့တော့ကျမ်းစာကဒီလိုပြောတယ်ယေရှုကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဦးစွာရှာကြလော့နောက်မှထိုအရာတို့ကိုထပ်၍ပြီးတော်မူလန်သက်အဲ့တော့ညီကောင်တို့ဒီအာဗြဟံကိုဖျားကောင်းကြီးပေးတဲ့ကိစ္စမှာအာဗြဟံဘက်ကရှုထောက်ကနေကြည့်ရင်အာဗြဟံကောင်းကြီးရဖို့အာဗြဟံသားရဖို့အာဗြဟံလူမျိုးကြီးဖြစ်ရဖို့အာဗြဟံရဲ့အသက်တာလူမျိုးအပေါင်းရဲ့အဘဖြစ်ဖို့
Daga Payaye Sagago Abraham Mule Bima Twella and Nita Payabagani Abraham go courage you a jeshi. Payabagani Abraham go ne bigani koto bima Pubian you a checkaba leswing. Payaye Nangando Mijipo Matita Wopsede. Payaga 2 နိုင်ငံကိုမြေကြီးပေါ်မှာတည်ထောင်ခြင်းတယ်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောဆိုတဲ့အရာဟာဒီကာလအတွက်မှမဟုတ်ဘူးအာဗြဟံရဲ့နေ့ရက်ကာလကလေးကအာဗြဟံနဲ့ပေါင်းပြီးဖခင်ကနိုင်ငံတစ်ခုကိုမြေကြီးပေါ်မှာအစပြုခြင်းတာဘာကြောင့်လဲဆိုရင်အဲ့ဒီခေတ်တုန်းကလူတိုင်းကကိုယ်နိုင်ငံနဲ့ကိုဘယင်နဲ့ကိုထီကိုနန်းနဲ့ကိုဘိုလ်ချုပ်နဲ့ကိုအဖွဲ့နဲ့ကိုအင်ပါယာနဲ့ကို constitution နဲ့ကိုခေါင်းဆောင်နဲ့ကိုဆိုတာကနိုင်ငံအသီးသီးရှိတဲ့အချိန်မှာဘဒုရဲ့နိုင်ငံပဲမရှိတာလဲဆိုရင်မြေကြီးပေါ်မှာဖခင်ရဲ့နိုင်ငံပဲမရှိတာဖခင်နဲ့ပေါင်းဖော်ပြီးဖခင်ရဲ့ယဉ်ကျေးမှုထဲမှာအသက်ရှင်တဲ့လူစုပဲမရှိတာအားလုံးကတော့ကိုယ်ယုံကြည်မှုနဲ့ကိုယ်ကိုးကွယ်မှုနဲ့ကိုယ်ယဉ်ကျေးမှုနဲ့ကိုဘာသာဓလေ့နဲ့ကိုအစုအဖွဲ့နဲ့နေထိုင်ကြပြဿနာကမြေကြီးပေါ်မှာအဲ့တုန်းကနိုင်ငံတော်ဆိုတာမရှိဘူးဖခင်ရဲ့ယဉ်ကျေးမှုနဲ့အသက်ရှင်တဲ့လူစုဆိုတာမရှိဘူးအာဗြဟံကမွေးကလေးကသူ့နေရင်းပြည်ရဲ့ယဉ်ကျေးမှုနဲ့အသက်ရှင်တာနေရင်းပြည်ရဲ့ currency နဲ့အသက်ရှင်တာနေရင်းပြည်ရဲ့ဘာသာဓလေ့နဲ့အသက်ရှင်တာနေရင်းပြည်ကတက်ကြွရင်းနှီးထားတဲ့သူ့ရဲ့မွေးရပါပိုင်ဆိုင်ထားတဲ့အတိုက်အမြုံထဲကဤဥပဒေသားနဲ့ပဲသူအသက်ရှင်တာအဲ့တော့အာဗြဟံကနေရင်းပြည်မှာနေတယ်လို့နေရင်းပြည်ရဲ့ယဉ်ကျေးမှုကသူ့အထဲမှာရှိတယ်အာဗြဟံကဥရမြို့မှာနေတယ်လို့ဥရမြို့ရဲ့ဘာသာဓလေ့ကသူ့အထဲမှာရှိတယ်ဒါကြောင့်ဖခင်ကအာဗြဟံကိုကောင်းကြီးပေးမယ်လို့ခေါ်တဲ့အခါမှာဥရမြို့မှာကောင်းကြီးပေးတာမဟုတ်ဘဲနဲ့နေရင်းပြည်ကထွက်ပြီးမှပေးတာဖြစ်တယ်အတိတ်ဘယ်ကပါလဲတင့်ကိုဖခင်ကကောင်းကြီးပေးခြင်းတာမှန်တယ်သို့တော့တင့်ကိုတင်ကျင်လည်နေတဲ့အတိုက်အမြုံထဲမှာပဲဖခင်ကောင်းကြီးပေးခြင်းတာမဟုတ်ဘူးတင်ကျင်လည်နေတဲ့တင်အသားကျနေတဲ့နိုင်ငံရဲ့ယဉ်ကျေးမှုထဲမှာပဲဖခင်တင့်ကိုကောင်းကြီးပေးခြင်းတာမဟုတ်ဘဲနဲ့ဖခင်နဲ့ပေါင်းဖက်ပြီးနိုင်ငံအသစ်တစ်ခုထဲမှာအသက်ရှင်လျက်အဲ့ဒီနိုင်ငံတော်ရဲ့ကြွယ်ဝခြင်းကနေလူမျိုးတကာကိုကောင်းကြီးပြန်ဖြစ်ဖို့အတွက်ဖခင်ကကျွန်တော်တို့ယနေ့ခေါ်ခြင်းဖြစ်တယ်ဒါကြောင့်အာဗြဟံကဥရမြို့ကနေခေါ်ထုတ်ခြင်းခံရတယ်လို့တင်နဲ့ကျွန်တော်ဟာလောကကနေခေါ်ထုတ်ခြင်းခံရတယ်အာဗြဟံဟာဥရရဲ့ယဉ်ကျေးမှုနေရင်းပြည်ရဲ့အတိုက်အမြုံရဲ့ဘာသာဓလေ့ကနေထွက်ဖို့လိုတယ်လို့တင်နဲ့ကျွန်တော်ကလည်းလောကရဲ့ဘာသာဓလေ့တွေကနေထွက်ဖို့လိုတယ်လောကရဲ့ currency ကနေထွက်ဖို့လိုတယ်လောကရဲ့ငွေကြေးတက်မှတ်မှုပုံစံတန်ဖိုးတက်မှတ်မှုပုံစံထဲကနေကျွန်တော်တို့ထွက်ဖို့လိုတယ်လောကလူတွေကပတ်စံရှိရင်လူရဝင်တယ်ဒါလောကရဲ့ currency ပဲငွေရှိရင်လူရဝင်တယ်အဲ့ဒါလောကရဲ့ currency ဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီယဉ်ကျေးမှုနဲ့အသက်ရှင်နေသူတွေကတော့တင်နဲ့ကျွန်တော်ဟာနေရင်းပြည်ရဲ့ဘာသာဓလေ့နဲ့အသက်ရှင်နေတော်သူဖြစ်တယ်အခုအာဗြဟံကိုဖခင်ခေါ်ခြင်းသည်ယဉ်ကျေးမှုအသစ်တစ်ခုခံစားစေခြင်းတယ်ဖခင်နဲ့ပေါင်းဖက်ပြီးမှတည်ဆောက်ထားတဲ့နိုင်ငံတစ်ခုဖခင်နဲ့ပေါင်းဖက်ပြီးမှခင်းကျင်းထားတဲ့အတိုက်အမြုံတစ်ခုကိုဖခင်ကအစပြုဖို့အတွက်အာဗြဟံကိုခေါ်ထုတ်နေခြင်းဖြစ်တယ်အဲ့တော့အာဗြဟံကိုခေါ်ထုတ်ပြီးရင်အာဗြဟံရဲ့အထဲကနေရင်းပြည်ကိုလည်းပြန်ထုတ်ရဒီနေ့ကျွန်တော်တို့ကိုလည်းထွန်း၎င်းပဲလောကထဲကနေဖခင်ကကျွန်တော်တို့ကိုခေါ်ထုတ်တယ်လို့ကျွန်တော်တို့အထဲကလောကကိုလည်းဖခင်ကဖယ်ထုတ်ရတယ်ဣသရေလလူမျိုးတွေလည်းထွန်း၎င်းပဲအေဂုတ်တုပြည်ကနေဖခင်ကသူတို့ကိုခေါ်ထုတ်တယ်လို့သူတို့အထဲကအေဂုတ်တုရဲ့ဘာသာဓလေ့ကိုလည်းဂန္ဓာရမှာဖခင်ကချွတ်ခွာရဒီနေ့ကျွန်တော်တို့တွေအသင်းတော်လို့ခေါ်ရင်ခေါ်ထုတ်ခြင်းခံရသောလူစုများဖြစ်တယ်အသင်းတော်ဆိုတဲ့ဝေါဟာရရဲ့အဓိပ္ပာယ်ကခေါ်ထုတ်ခြင်းခံရသောသူကျွန်တော်တို့ကိုဖခင်ဘယ်ကနေခေါ်ထုတ်တယ်လဲလောကထဲကနေခေါ်ထုတ်ထားတယ်ဟုတ်ပါတယ်လောကနဲ့ပတ်သက်တဲ့အတိုက်အမြုံတော့ကျွန်တော်တို့မှာအခုမရှိတော့ဖခင်ရှိခိုးလာကြတယ်လောကနဲ့ပတ်သက်တဲ့အတိုက်အမြုံတော့ဒီမှာဘာမှမကြားရဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့အထဲမှာဘာပါလာလဲလောကရဲ့ယဉ်ကျေးမှုတွေကကျွန်တော်ထဲမှာရှိပြီးသားဖြစ်တယ်ဒါကြောင့်အသင်းတော်ထဲရောက်နေလျက်ပင်ကျွန်တော်တို့ကတယောက်နဲ့တယောက်မတူတူလို့ကြည်နေကြနော်သူကဟိုဂိုင်းကငါကဒီဂိုင်းကသူကကချင်ငါကကရင်အဲ့ဒီခွဲခြားမှုစနစ်ဟာလောကရဲ့စနစ်ဖြစ်တယ်ဆိုတော့ဒီနေ့အသင်းတော်လို့ပြောတဲ့ဖျားခေါ်ထုတ်ခြင်းလူစုဆိုတာလူမျိုးတစ်မျိုးတဲ့
အဖတပါးတဲ့ဥကောင်းတလုံးတည်းဆိုတဲ့ဖြစ်တည်မှုကိုကျွန်တော်တို့မခံစားရပဲတယောက်နဲ့တယောက်စီးချတယ်သူကဆရာငါကတပည့်သူကပရောဖက်အကြီးငါကပရောဖက်အငယ်သူကတော့ယစ်ပရောဟိတ်ငါတို့ကတော့နှောက်လိုက်ဒီအလွာခြားခြင်းတွေဟာဟိုးလောကထဲမှာရှိတဲ့ယဉ်ကျေးမှုကိုကျွန်တော်တို့ရဲ့စိတ်နှလုံးထဲကနေကျွန်တော်တို့ယူဆောင်လာပြီးမှအသင်းတော်မှာကျွန်တော်တို့လက်တွေ့ကျင့်သုံးတဲ့အခါမှာအသင်းတော်ဟာခေါ်ထုတ်ခြင်းခံရတယ်လို့သာပြောတာလောကနဲ့မခြားနာတဲ့လောကီဆန်တဲ့အသင်းတော်ပြန်ဖြစ်လာလောကီဆန်တဲ့အသင်းတော်ဆိုတာအဝတ်စားနဲ့မဆိုင်ဘူးလောကီဆန်တဲ့အသင်းတော်ဆိုတာကိုယ့်အထဲမှာရှိနေတဲ့ယဉ်ကျေးမှုနဲ့ဆိုင်တယ်အာဗြဟံကိုဖခင်ကနေရင်ပြည်ရဲ့ယဉ်ကျေးမှုတွေချွတ်ခွာတယ်လို့ပဲကျွန်တော်တို့ကိုလည်းဖခင်ကကျွန်တော်တို့နေရင်ပြည်ဖြစ်ခဲ့တဲ့လောကရဲ့ယဉ်ကျေးမှုကျွန်တော်တို့အထက်ကနေကျွတ်ခွာတော့ဖို့ဖခင်ကကျွန်တော်တို့ကိုချွတ်ခွာပေးတာဖြစ်တယ်ပြီးမှဖခင်ရဲ့နိုင်ငံတော်နဲ့ဆိုင်တဲ့ယဉ်ကျေးမှုကိုဖခင်ကကျွန်တော်တို့ကိုအသစ်တင်ပေးတာလက်တွေ့ဖြတ်တန်းမှုထဲမှာတင်ပေးတာအဲ့တော့အာဗြဟံကနေရင်ပြည်နဲ့ဆိုင်တဲ့ယဉ်ကျေးမှုတွေကိုဥဖရတ်မြစ်နဲ့အတူထားခဲ့ပြီးနောက်ပိုင်းမှာသူ့ထဲမှာဖခင်ရဲ့ယဉ်ကျေးမှုတွေနေရာယူလာဖြောင့်မတ်ခြင်းပါရမီတွေတိုးပွားလာတယ်အာဗြဟံကနိုင်ငံတော်ကိုတွေ့သွားနိုင်ငံတော်ကိုတွေ့သွားတာနိုင်ငံတော်ဆိုတာဟိုခါနန်ပြည်ရောက်မှနိုင်ငံတော်ကိုတွေ့တာမဟုတ်ဘူးနော်သူ့အထဲမှာဖျားတီဆောက်ပေးတဲ့ယဉ်ကျေးမှုတစ်ခုကိုသူရသွားတဲ့အချိန်ကလေးကသူ့အထဲမှာနိုင်ငံတော်တည်နေပြီအာဗြဟံကစဉ်းစားရင်ဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့စဉ်းစားတယ်အာဗြဟံကဈေးဝယ်တော့မယ်ဆိုရင်ဖျားရဲ့ဖြောင့်မတ်ခြင်းနဲ့ဈေးဝယ်တာအာဗြဟံကcustomer တယောက်ကိုစကားပြောတော့မယ်ဆိုရင်သူ့အထဲကယဉ်ကျေးမှုတစ်ခုရဲ့ပေတံနဲ့သူကစကားပြောတာဥပမာတစ်ခုပြောပြခြင်းနဲ့သူ့မိန်းမစာရဲတည်သွားတော့အာဗြဟံကတကြိုဖို့မြေမရှိဒီမြေမှာသူကဧည့်တယ်ဒီနေရာတက်မှာအာဗြဟံကဧည့်တယ်အံကန်တုအနေနဲ့ရောက်လာအဲ့တော့သူဒီနေရာမှာရောက်လာတာသူကောင်းကြီးရှိတာမှန်တယ်သူတိုးတဲ့တရိษံတွေဘလောက်များပြဿနာကသူ့မှာမြေမရှိဘူးသူ့အထဲမှာတော့ဖခင်ရဲ့ယဉ်ကျေးမှုရှိတယ်သူ့အထဲမှာတော့ဖခင်ရဲ့ဖြောင့်မတ်ခြင်းရှိတယ်သူ့အထဲမှာတော့ဖခင်ရဲ့သဘောတဘာဝရှိတယ်သို့တော့လက်တွေ့ကြတဲ့မြေပြင်ပေါ်မှာသူ့အတွက်သူ့ဇနီးတွေကိုတကြိုဖို့တောင်မြေတစ်ခွက်မရှိဘူးအဲ့ဒီချိန်မှာအဲ့ဒီအိမ်ရှင်ဖြစ်တဲ့အဲ့ဒီမြေပိုင်ရှင်ဖြစ်တဲ့လူတွေစီတမသူကဘာလုပ်လဲဆိုရင်ကျွန်တော်ကိုမြေတစ်ခွက်ရောင်းပါကျွန်တော်ဇနီးတွေကိုတကြိုပါရစေအဲ့ဒီမြေရှင်ကအခမဲ့ပေးတယ်အဖိုးကပေးစရာမလိုဘူးဘယ်နဲ့ဧကလဲယူပါဧကလိုက်ကိုယူပါနော်လူတစ်ယောက်သေးတာဘယ်နှပေလဲ6ပေပါပဲ6ပေပဲပေးတာမဟုတ်ဘူးဧကလိုက်ကိုပေးတာတစ်ချက်မှပေးစရာမလိုတပဲတပြားမှပေးစရာမလိုအခမဲ့ပေးတယ်အာဗြဟံကလေအချောင်မယူကျွန်တော်တို့သာဆိုရင်ဂုံးစင်းပါလိမ့်မယ်ပေးလို့ယူတာဆိုမှအမှဧက200လားတိုင်းပြီးမှယူပါလိမ့်မယ်အာဗြဟံကဂုံးမစင်းဘူးအာဗြဟံကအချောင်မယူဘူးအာဗြဟံကလေအဲ့ဒီမှာဘာလုပ်လဲဆိုအဖိုးမပေးပဲနဲ့ငါဇနီးတွေကိုငါမတကြိုဘူးအဲ့ဒီအချိန်မှာအဲ့ဒီမင်းကြီးကအဲ့ဒီမြေပိုင်ရှင်ကဘာလုပ်လဲဆိုရင်မြေကိုရောင်းပြီးအာဗြဟံရဲ့အထဲမှာယဉ်ကျေးမှုရှိတယ်အချောင်မယူအဲ့ဒါဖခင်ရဲ့ယဉ်ကျေးမှုဖခင်ကလောကကိုအချောင်မလူယူတကိုးတွေနဲ့ဒီမြေကြီးကိုဖခင်မသိမ့်ပိုက်အသွေးနဲ့အသက်နဲ့ရွေးပြီးဝယ်တာအဖိုးအခပေးပြီးဝယ်တာကောင်းကင်တမန်တက်နဲ့မြေကြီးကိုဖခင်ကကျူးကျော်ပြီးမသိမ့်ပိုက်ဖခင်ရဲ့နိုင်ငံတော်ကအဲ့လိုမျိုးမဟုတ်ဖခင်ရဲ့နိုင်ငံတော်ဆိုတာအဖိုးအခရှိတယ်ဖခင်ရဲ့နိုင်ငံတော်ဆိုတာကျူးကျော်လိုမျိုးမလုပ်တရားနဲ့အညီအဖိုးအခပေးပြီးမှရွေးဝယ်တယ်အဲ့ဒါကဖခင်ရဲ့ယဉ်ကျေးမှုဖြစ်တယ်အဲ့ဒါကဖခင်ရဲ့သဘောတဘာဝဖြစ်တယ်အဲ့တော့အာဗြဟံကအဲ့ဒီသဘောတဘာဝကိုသူ့အထဲမှာတွင်တင်ခံရတဲ့အခါမှာအခုသူဝယ်လိုက်တဲ့မြေဒီအကြောင်းဒီမြေကြီးရဲ့ခေါင်းစဉ်အရာကတော့သူ့မိန်းမကိုတကြိုဖို့ဆိုတဲ့ခေါင်းစဉ်ဖြစ်ပေမဲ့သူဝယ်လိုက်တဲ့မြေကြီးပေါ်မှာပဲဖခင်ရဲ့နိုင်ငံတော်ကအစပြုတယ်ကျွန်တော်တို့လှုပ်လိုက်တဲ့နာရေးကတော့လူမြင်ကွင်းမှာတော့နာရေးပဲเนาะဒါပေမဲ့အဲ့ဒီနာရေးကလေဖခင်ရဲ့နိုင်ငံတော်တည်ဖို့အကြောင်းဖြစ်သွားတယ်လူမြင်ကွင်းမှာတော့သင်ကစီးပွားရေးလုပ်နေတာဖြစ်နေတာလူမြင်ကွင်းမှာတော့သင်ဟာစပွဲထိုးလုပ်နေတာဒါပေမဲ့သင်ရဲ့စပွဲထိုးလုပ်ခြင်းကနိုင်ငံတော်တည်ဖို့ဖြစ်သွားတယ်လူမြင်ကွင်းမှာကတော့တရားဟောဆရာလုပ်နေတာဒါပေမဲ့တရားဟောခြင်းအမှုကနိုင်ငံတော်တည်ဖို့ဖြစ်လာတယ်အဲ့ဒါအာဗြဟံနင်းတော်မြေဖြစ်တယ်နင်းတော်မြေဆိုတဲ့အရာကမြေကြီးပေါ်မှာတက်ရောက်လာတဲ့အာဗြဟံရဲ့ဆုံးဖြတ်ချက်ကိုဆိုလိုတယ်ဒီမြေကွက်ပေါ်မှာအာဗြဟံပတ်စံမပေးဘဲယူလို့ရလားရတယ်ဒါပေမဲ့ပြဿနာက
ဖျားရဲ့နိုင်ငံတော်တည်လို့မရဖျားရဲ့နိုင်ငံတော်တည်လို့မရဘာကြောင့်လဲအာဗြဟံကမြေမနှင်းမဲ့နိုင်ငံတော်တည်ခြင်းလို့မရကျွန်တော်တို့အသက်တာထဲမှာဒီနေ့မြေမနှင်းမဲ့နိုင်ငံတော်တည်လို့မရအလိုတော်ကကောင်းကင်ဘုံမှာမဟုတ်ဘူးအလိုတော်ကမြေကြီးပေါ်မှာဒါဆိုရင်မြေကြီးပေါ်မှာမြေနှင်းမဲ့သူလို့တယ်မြေကြီးပေါ်မှာတင်တဲ့ကျွန်ုပ်မြေနှင်းမဲ့သူဟာမြေသားဖြစ်တဲ့တင်တဲ့ကျွန်တော်ပဲလေမြေသားဖြစ်တဲ့တင်တဲ့ကျွန်တော်ကမြေနှင်းမှပဲကျွန်တော်တို့နင်းတဲ့မြေပေါ်မှာဖခင်ကနိုင်ငံတည်လို့ရတာဖြစ်တယ်ကျွန်တော်တို့ကအခုနိုင်ငံတော်ကိုဇွန်းမှာပဲတည်ကျင်တာလေလိုင်းပေါ်မှာပဲတည်ကျင်တာ password တွေနဲ့ဟာလာနိုင်ငံတော်ကိုဟိုးလိုင်းပေါ်မှာပဲဟိုးကဘာကြားနေတဲ့လိုင်းပေါ်ကလူတွေကိုပဲချစ်နေတာဒီမြေကြီးပေါ်ကလူတွေကကျွန်တော်တို့မချစ်ကြနိုင်ငံတကာနဲ့အဆင်ပြေတယ်ကို့မိမနဲ့ပဲအဆင်မပြေတာဒီမြေကြီးပေါ်မှာကျွန်တော်တို့မြေမနှင်းနိုင်ကြဘူးဖြစ်ဟုတ်လား international ကမိတ္တဟာယမှာပါဝင်နေတာပြဿနာကအသင်းတော်ထဲမှာတော့မိတ္တဟာယဖွဲ့ဖို့ကျွန်တော်တို့မှအချိန်မရှိနေဘူးအသင်းတော်ထဲမှာတော့မှမိသားစုတွေအပြန်အလှန်မိခိုခြင်းပေါင်းဖော်ခြင်းကျွန်တော်တို့မပေးနိုင်ကြဒါဆိုရင်ကျွန်တော်တို့ရဲ့ဘယ်လိုကြီးလဲကျွန်တော်တို့ဟာမြေမနှင်းမဲ့နိုင်ငံတော်ကိုလိုက်ရှာနေတဲ့သူတွေနဲ့တူတယ်ညီမတို့မြေနှင်းဖို့လိုတယ်ဟိုဇွန်းဝင်တယ်လို့ပြောတာမဟုတ်ပါဘူးဇွန်းလဲဝင်ပါမြေပြင်ပေါ်မှာရှိတဲ့မိသားစုနဲ့လည်းကျွန်တော်တို့ဟာစိတ်ဝင်ဖို့လိုတယ်ပေါင်းဖက်ဖို့လိုတယ်တီဖို့လိုတယ်နာရေးတွေလည်းသွားဖို့လိုတယ်ဗတ်တွေလည်းသွားဖို့လိုတယ်ဟုတ်လားမိတ္တဟာယစီဝေးထဲမှာကျွန်တော်တို့ရှိနေဖို့အရေးကြီးတယ်ဆိုတာကအာဗြဟံရဲ့အထဲမှာဖခင်ကသူ့ရဲ့ယဉ်ကျေးမှုကိုပဲတိဆောက်ပေးရုံမကဘူးအဲ့ဒီယဉ်ကျေးမှုနဲ့အာဗြဟံမြေကြီးပေါ်မှာလက်တွေ့အသက်ရှင်ခြင်းသည်သူနင်းတဲ့မြေပေါ်မှာဖခင်ကနိုင်ငံတော်တည်ခြင်းဖြစ်လာစေအဲ့ဒီမြေတစ်ခွက်ကအရန်အရေးကြီးတယ်နော်စာရဲရဲ့တင်းချိုင်းကလေမတော်တဆပဲမဟုတ်ဘူးဒီမြေတစ်ခွက်ဝယ်လိုက်ခြင်းအရာကအာဗြဟံမတော်တဆဖြစ်သွားတာမဟုတ်ဖခင်ရဲ့နိုင်ငံတော်တည်ကိုအစဖြစ်လာနောက်ပိုင်းပြန်ကြည့်ဣသရေလလူမျိုးတွေအဂုတ္တုပြည်ရောက်သွားတယ်အဂုတ္တုပြည်မှာတင်းချိုင်းမရှိဘူးအဂုတ္တုပြည်မှာနှစ်ပေါင်း400ရှိတယ်နော်ရှင်ဘုရင်ယောသက်ကိုယ်တိုင်ဘုရင်ဖြစ်ခဲ့တာနော်ပြဿနာကဣသရေလလူမျိုးတယောက်တော့မှတင်းချိုင်းမရှိဘူးဘယ်ရှိမလဲသူတို့မြေမှမဟုတ်တာအဲ့တော့ယောသက်ကဘာကိုပြောလဲဆိုရင်ငါတင်လို့ရှိရင်တဲ့ငါရဲ့အယိုးပြာကိုတိန်းနာနင်တို့ဒီပြည်ကနေထွက်တဲ့အချိန်ကျရင်ငါအယိုးပြာကိုယူပြီးဘိုးဘေးတို့ရဲ့တင်းချိုင်းမှာပြန်ပြီးတကြွပါငါတို့ရဲ့ပြည်ကဟုတ်မှာငါတို့ရဲ့နိုင်ငံကဟုတ်မှာငါတို့ရဲ့ constitution ကဟုတ်မှာငါတို့နဲ့ဆိုင်တဲ့ယဉ်ကျေးမှုတည်ဆောက်ထားတဲ့အတိုက်အမြုံကခါနန်ပြည်မှာဖြစ်တယ်ဒါကြောင့်ငါအယိုးကိုဒီမှာမတကြွနဲ့ငါအယိုးကိုဒီမှာမတကြွနဲ့ငါနိုင်ငံမှာပဲငါတင်းချိုင်းရှိရအဲ့တော့အကောစောနာကအာဗြဟံအမှုမဲ့အမတ်မဲ့ဝယ်လိုက်တယ်ဆိုတဲ့မြေတစ်ခွက်ဟာနောက်ပိုင်းမှာဘိုးဘေးရဲ့တင်းချိုင်းဖြစ်လာတယ်လို့ဖခင်ရဲ့လူမျိုးတော်မြေကြီးပေါ်မှာအခြေပြုအသက်ရှင်တဲ့နိုင်ငံလည်းဖြစ်လာအာဗြဟံရဲ့လူမျိုးရဲ့နိုင်ငံလည်းဖြစ်လာတယ်လို့ဖခင်ရဲ့နိုင်ငံလည်းဖြစ်လာညုံမတို့အမှုမဲ့အမတ်မဲ့မဟုတ်ဘူးညုံမတင်တဲ့ကျွန်ုပ်ရဲ့ပိုင်ဆိုင်မှုတင်ဘယ်နိုင်ငံသားဖြစ်တယ်လဲဆိုတော့တက်သေးဟာဘာလဲဆိုရင်တင်းချိုင်းနဲ့တက်သေးပြူရအဲ့တော့တင်းရဲ့ဘိုးဘေးတင်းချိုင်းရှိတဲ့နေရာကတင်းရဲ့နိုင်ငံပဲအခုယောသက်ကအေဂုတ္တုပြည်မှာဘယင်ဘလောက်ဖြစ်အေဂုတ္တုနိုင်ငံမှာနှစ်ပေါင်း400ဘလောက်နေသူတို့မှာကိုယ်ပိုင်နိုင်ငံဖြစ်လာသူတို့ရဲ့နိုင်ငံကအစောနာကအာဗြဟံနဲ့ဖျားမြေနင်းထားတဲ့အတိုက်အဝန်းကပဲသူတို့ရဲ့နိုင်ငံဖြစ်တဲ့အတွက်ဖျားကသူတို့ကိုပြန်ပို့ဆောင်တယ်လို့ယောသက်ကလည်းအဲ့ဒီနေရာကိုပဲဆွဲလန်းရုသဝတ္ထုကိုပြန်ဖတ်ကြည့်ရုသကမောဘအမျိုးမောဘနိုင်ငံမောဘယဉ်ကျေးမှုရုသမှာရှိပြီးသားဖြစ်တဲ့သို့သောရုသကဂျူးနဲ့အိမ်အောင်ကြတဲ့အခါမှာသူ့ယောက်ျားသေသွားတော်ညာလဲဂျူးဖြစ်တဲ့သူ့ယောက်ျားမရှိတော့တဲ့အခါမှာသူကဘာကိုရွေးချယ်တယ်လဲဆိုရင်သူ့ရဲ့နေရင်းပြည်မောဘပြည်ကိုစွန့်ပြီးမှမောဘနဲ့ဆိုင်တဲ့ယဉ်ကျေးမှုကိုစွန့်ပြီးမှနောမီနောက်ကိုလိုက်ပြီးသူဘာပြောလဲဆိုရင်ကိုတော့ဖျားဟာကျမဖျားဒါဆိုရင်အာဗြဟံနေရင်းပြည်စွန့်တယ်လို့ရုသလည်းနေရင်းပြည်စွန့်ခြင်းရှိတယ်အာဗြဟံရဲ့အထဲမှာဖျားနဲ့ဆိုင်တဲ့ယဉ်ကျေးမှုကိုဖျားကတိဆောက်တယ်လို့ရုသရဲ့အထဲမှာလည်းဖျားကဖျားနဲ့ဆိုင်တဲ့ယဉ်ကျေးမှုကိုတိဆောက်တယ်ရုသကဖျားနဲ့ဆိုင်တဲ့အတိုက်အမြုံထဲကိုဝင်ဖို့အတွက်မောဘနဲ့ဆိုင်တဲ့ယဉ်ကျေးမှုတွေဖြိုဖျက်ခံရတယ်လို့ပဲကျွန်တော်ရဲ့အသက်တာထဲမှာဖျားရဲ့အတိုက်အမြုံထဲဝင်ဖို့
လောကနဲ့ဆိုင်တဲ့ယဉ်ကျေးမှုတွေကျွန်တော်တို့ဖြိုဖျက်ခံဖို့လိုတယ်ရုတာကအဲ့ဒီနေရာကနေမောဘပြည်ကနေနောမီနောက်ကိုလိုက်ပြီးသူဘာပြောလဲကိုတော့ဖျားဟာကျမဖျားအာဗြဟံရဲ့ဖျားဟာထာဝရဖျားအာဗြဟံရဲ့ဖျားကရုတာရဲ့ဖျားလည်းဖြစ်လာတပန်းအမျိုးသမီးဖြစ်တဲ့ရုတာရဲ့ဖျားဟာထာဝရဖျားဖြစ်လာပြီးရုတာကိုယ်တိုင်ကဖျားရဲ့ယဉ်ကျေးမှုနဲ့အသက်ရှင်တဲ့လူမျိုးစုထဲမှာသူလည်းပဲအဲ့ဒီယဉ်ကျေးမှုနဲ့အသက်ရှင်ဖို့သူရွေးချယ်ပြီးမှဣသရေလပြည်ကိုသူရောက်လာတယ်ကိုတော်သေတဲ့နေရာမှာကျမသေမယ်ဒါဆိုအတိတ်ဘယ်ကရုတာရဲ့တင်းချိုင်းကမောဘပြည်မဟုတ်တော့ရုတာရဲ့တင်းချိုင်းကဖျားရဲ့နိုင်ငံတော်ထဲရောက်သွားတယ်ဒါဆိုရင်ဖျားရဲ့နိုင်ငံတော်ဒီရုတာရဲ့နိုင်ငံဖြစ်သွားညီကောင်တို့တင်းချိုင်းဆိုတဲ့အရာဟာဘာကိုတက်တည်ပြုတယ်လဲဆိုရင်နိုင်ငံကိုတက်တည်ပြုတယ်ကျွန်တော်တို့ရဲ့ဘိုးဘွားရဲ့တင်းချိုင်းရှိတဲ့အရက်ဒီကျွန်တော်တို့ရဲ့နိုင်ငံပဲဆိုတော့ကအာဗြဟံဟာအမှုမဲ့အမတ်မဲ့ဝယ်လိုက်တဲ့ဒီတင်းချိုင်းမြေကနေစပြီးဖျားကသူ့ရဲ့နိုင်ငံနဲ့သူ့ရဲ့လူမျိုးတော်အခြေပြုရာနေရာကိုဒီဣသရေလပြည်မှာဖျားကအစပြုခဲ့တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကမြင်နှင်းဖို့လိုတယ်မြင်နှင်းတယ်လို့ပြောတဲ့အခါမှာဟိုယေရှုနာမနဲ့တိမ့်ပိုက်တယ်အဲ့ဒီလိုက်နင်းတာကိုပြောတာမဟုတ်ဖျားရဲ့သဘောနဲ့ကိုလှုပ်ဆောင်လိုက်တဲ့အရာတိုင်းဟာမြင်နှင်းခြင်းပဲဖျားသဘောနဲ့ကိုစာချုပ်လိုက်တဲ့အရာတစ်ခုကမြင်နှင်းခြင်းပဲဖျားသဘောနဲ့ကိုရွေးချယ်ပြုစုလိုက်တဲ့အလုပ်တစ်ခုကမြင်နှင်းခြင်းပဲအဲ့ဒီအလုပ်ဟာအာဗြဟံလိုမျိုးခရီးသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့အဲ့ဒီအလုပ်ဟာအိမ်ရှင်မတယောက်အနေနဲ့တင်မိသားစုထဲမှာတင်လုပ်နေတာလေဖြစ်နိုင်တယ်တင်မိသားစုထဲမှာတင်ဟင်းချက်ကျွေးနေရတာကိုကအဲ့ဒါတင်မြေနင်းနေတာပဲဖျားရဲ့သဘောနဲ့ဖျားရဲ့ယဉ်ကျေးမှုနဲ့တင့်သားသမီးတွေကိုတင်ကျွေးမွေးပြုစုနေတာဟာမြေကြီးပေါ်မှာတင်ရဲ့လှုပ်ဆောင်ချက်ကိုတင်တက်ရောက်စေတာဖြစ်တယ်အရေးကြီးတာကတင်ဟာအာဗြဟံကိုဖျားပြောလို့မျိုးဖျားရှေ့မှာသွားဖို့လိုတယ်ဖျားရှေ့မှာသွားဖို့လိုတယ်ဖျားရှေ့မှာသွားခြင်းဆိုတဲ့စကားနဲ့ပတ်သက်ပြီးနောက်တစ်ပေါ်ပြခြင်းနဲ့အဲ့ဒီအဖြစ်ပြက်မှာပဲအဲ့ဒီဒီဥဖရတ်မြစ်ရဲ့ဒီဘက်ချမ်းမှာပဲလောသကိုရန်သူဖမ်းသွားတယ်လောသနဲ့ဆိုင်တဲ့ဥစ္စာပစ္စည်းအားလုံးရန်သူလက်ထဲပါသွားဒီတည်င်းကိုအာဗြဟံကြားတော့အာဗြဟံကဒီလောသကိုကယ်လွတ်ခြင်းပေးဖို့တိုက်ပွဲထဲကိုဝင်သွားသူ့မှာရှိတဲ့ကျွန်318ယောက်ကိုခေါ်ပြီးတိုက်ပွဲထဲကိုဝင်သွားဘဒူခိုင်းတယ်လဲဘဒူမှမခိုင်းလောသကိုကယ်ရမယ်လို့ဝိညာဉ်တော်လာပြောလားမပြောဖျားစကားရှိလားမရှိဖျားခိုင်းတာလားကုန်းပြောရင်ဖျားခိုင်းတာမဟုတ်ဖျားခိုင်းတာမဟုတ်ဘူးနော်ဒီတိုက်ပွဲတွေကိုတွားဖို့ဖျားကအာဗြဟံကိုခိုင်းတာမဟုတ်ဘူးဒါပေမဲ့ငါရှေ့ကနေတွားဆိုတဲ့အဓိပ္ပာယ်ကဟိုဟာလို့ဒီဟာလို့ဖျားလာမပြောလောသကိုကယ်ပါလို့ပရောဖက်လာပြောတာမဟုတ်ပါဘူးလောသမျောလင့်ချက်မဲ့နေတာကိုမြင်တဲ့အာဗြဟံကမနေနိုင်လောသကိုတွားခဲ့ပါလို့ဖျားလာပြောတဲ့အထိအာဗြဟံမစောင့်နိုင်အာဗြဟံစစ်ပွဲထဲရောက်သွားအာဗြဟံစစ်ပွဲထဲရောက်သွားတာဟာဇာတိမဟုတ်စိတ်အားကြီးခြင်းမဟုတ်သူမျောလင့်ချက်မဲ့တဲ့အချိန်တုန်းကဘလောက်ကြိုးစားတားမရနိုင်တဲ့အာဗြဟံဖျားစကားကသူ့ကိုမျောလင့်ချက်ဖြစ်စေခဲ့နေရင်ပြည်ကထွက်ငါပြက်လက်တန်သောပြည်ကိုသွားနင်းကိုငါလူမျိုးကြီးဖြစ်စေမယ်အဲ့ဒီဖျားစကားကိုကြားတဲ့အချိန်မှာမျောလင့်ချက်မဲ့နေတဲ့အာဗြဟံကမျောလင့်ချက်ရှိလာခဲ့အခုမျောလင့်ချက်မဲ့နေတာကလောသအာဗြဟံကမျောလင့်ချက်ရှိတယ်မျောလင့်ချက်ထဲမှာအသက်ရှင်နေတယ်ဂတိတော်ကိုဆွဲလန်းပြီးအသက်ရှင်နေတယ်အခုခေါင်းစဉ်ပြောင်းနေတာနေရာပြောင်းနေတာအနာဂတ်ပြောင်းနေတာကအာဗြဟံမဟုတ်တော့လောသကအနာဂတ်ပြောင်းနေတာဒီအချိန်မှာအာဗြဟံကဒီအဖြစ်ပြက်ကိုကြည်ပြီးဖျားရဲ့ဖြောက်မှတ်ခြင်းကသူ့အထဲမှာအလုံးလုံးလာခုနပြောပြီးနိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းကိုအာဗြဟံရှာတွေ့ထားနိုင်ငံတော်ဆိုတာဖျားနဲ့ဆိုင်တဲ့အတိုက်အမြုံကိုပြောတာဖြစ်ပြီးဖြောက်မှတ်ခြင်းဆိုတာဖျားရဲ့ယဉ်ကျေးမှုကိုပြောတာမျောလင့်ချက်မဲ့နေတဲ့အာဗြဟံကိုဖျားကြည်ပြီးမှအာဗြဟံကိုဖျားကကောင်းကြီးမပေးပဲမနေနိုင်တယ်လို့ပဲမျောလင့်ချက်ပျောက်ဆုံးနေတဲ့လောသကိုအာဗြဟံကြည်ပြီးမှတိုက်ပွဲထဲကနေမကယ်ပဲမနေနိုင်ဘူးအဲ့ဒါဟာဖြောက်မှတ်ခြင်းပါရမီကဖျားမှာရှိတယ်လို့အာဗြဟံမှာရှိနေခြင်းဖြစ်တယ်အာဗြဟံရဲ့အထဲမှာဖျားရဲ့ယဉ်ကျေးမှုရှိနေတာအစောနာကမြေကွက်ဝယ်တဲ့ကိစ္စမှာပဲဖျားရဲ့ဇေယိုက်လက္ခဏာကအာဗြဟံထဲကနေစီးထွက်လာတာမကပဲနဲ့လောသဘေးဥပတ်တွေ့ကြုံတဲ့အခါမိမိညီအကိုရန်သူလက်ထဲပါသွားတဲ့အချိန်
စစ်သွားတိုက်ပါလို့ဖခင်သူ့ကိုမပြောပေမဲ့ဖခင်ရဲ့သဘောကသူ့ကိုဥဆောင်သွားတဲ့အခါမှာ तू မနေနိုင်ဘူးအဲ့ဒီအချိန်မှာ तू တိုက်ပွဲထဲရောက်သွားတယ်အာဗြဟံတိုက်ပွဲထဲရောက်သွားတော့ဘသူအနောက်ကနေပါလာလဲဆိုရင်ဖခင်ကနောက်ကနေပါလာတယ်ဒါဆိုဘသူကရှေ့ကနေသွားအာဗြဟံကရှေ့ကနေသွားပြီးဖခင်ကနောက်ကနေလိုက်လာတာတိုက်ပွဲထဲကိုဝင်သွားတာကအာဗြဟံနောက်ကနေလိုက်ပြီးရန်သူတွေကိုဖြည့်ရှင်းပေးရတာကဖခင်ဒီကောင်တို့မြေနေတာကအာဗြဟံနောက်ကနေအဲ့ဒီမြေပေါ်မှာနိုင်ငံတော်တည်ထောင်တာကဖခင်ဒါဝိဒ်ဂေါလိယတ်ကိုတိုက်ဖို့ကျမ်းစာမပြောပါဘူးပရောဖက်လာမပြောပါဘူးလောက်လွဲကိုင်းကြောက်ခဲငါးလုံးကောက်ဂေါလိယတ်ကိုပြစ်လိုက်စမ်းဖခင်စကားမလောက်ဒါပေမဲ့ဖခင်တဘောကဒါဝိဒ်ရဲ့အထဲမှာဖခင်ရဲ့ယဉ်ကျေးမှုကဖခင်ရဲ့အထဲမှာအကွယ်အကာမဲ့နေတဲ့တိုးကိုဒါဝိဒ်အကာအကွယ်ပေးခဲ့တယ်အခုအကွယ်အကာမဲ့နေတဲ့ဣသရေလကိုဘယ်သူကာကွယ်မလဲဖခင်ကာကွယ်ခြင်းဖခင်ရဲ့ဇယိုက်ဖခင်ရဲ့လက္ခဏာဖခင်ရဲ့ယဉ်ကျေးမှုကဒါဝိဒ်ရဲ့အထဲမှာဖြစ်ပေါ်လာဖခင်ကအကာအကွယ်မဲ့နေတဲ့သူကိုအကွယ်အကာပေးတယ်လို့ပဲဂေါလိယတ်ရဲ့ကျိမ်းပမှုအောက်မှာအကွယ်အကာမဲ့နေတဲ့ဣသရေလစစ်တပ်ကိုအကွယ်အကာပေးဖို့ဒါဝိဒ်ရဲ့အထဲမှာဖခင်ရဲ့ယဉ်ကျေးမှုကအလုတ်လောက်လာတဲ့အခါမှာတိုက်ပွဲထဲကိုဒါဝိဒ်လောက်လွဲကင်ပြီးပြေးဝင်သွားတယ်ဖခင်ခိုင်းသလားမခိုင်းပါဘူးဖခင်ခိုင်းမှလုံမယ်ဆိုရင်ဒါဝိဒ်တိုက်ပွဲထဲရောက်เสียအကြောင်းမရှိဘူးဖခင်ခိုင်းမှလုံမယ်ဆိုရင်အာဗြဟံတိုက်ပွဲထဲရောက်เสียအကြောင်းမရှိဘူးအခုဖခင်ပြောနေတာကငါရှေ့မှာသွားပါငါရှေ့မှာသွားပါအဲ့ဒီဘက်ကဖခင်ခိုင်းမှလုံတဲ့အသက်တာကိုပြောတာမဟုတ်တော့ဖခင်မခိုင်းရင်လေဖခင်တဘောတဲ့အဲမှာယိုဖိတ်လာတဲ့အချိန်လောက်ပါနင်းနောက်မှာငါရှိတယ်အာမင်တင်းနောက်မှာဖခင်လိုက်လာတာတိုက်ပွဲထဲရောက်ပြီးတိုက်เสียရှိတာအာဗြဟံတိုက်လိုက်တာပဲရှုံးတာနိုင်တာ तू မသိဘူးဖခင်ကသူ့နောက်ကနေလိုက်ရှင်းရတာဆိုတာညီမတို့မြင်နေရမယ့်တာဝန်ကတင်တဲ့ကျွန်တော်အဲ့ဒီမြေပေါ်မှာနိုင်ငံတော်တည်မဲ့သူကဖခင်ဖြစ်တယ်ကျွန်တော်တို့ကဖခင်ရှေ့သွားမယ့်အချိန်ဖြစ်တယ်အဲ့တော့တင့်ပင်သားမှာချမ်းနေတဲ့သူရှိတယ်ဝါလို့နှွေးလို့လောက်ရမယ့်နေအချိန်မဟုတ်ဘူးဖခင်ငါ့ကိုဘာမှမပြောသေးလို့ငါမပေးသေးဘူးနော်ဖခင်ငါ့ကိုဘာမှမပြောသေးလို့ငါစစ်မတိုက်သေးဘူးဆိုမှဒါဝိဒ်ကခွေမနေဘူးဖခင်စကားကိုစောက်မနေဘူးဖခင်ဘယ်တော့လာပြောမလဲဖခင်ကလောက်လွဲကြိုက်ပါကြောက်ခဲငါလို့ကောက်ပါမပြောဘူးပြောမှလည်းမဟုတ်ဘာကြောက်လဲကိုကဖခင်ရှေ့ကနေသွားမယ်အချိန်ရောက်ဖခင်ကိုရှေ့မှာသွားခဲ့တဲ့အချိန်ရှိလားရှိတယ်ထာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏လို့ဒါဝိဒ်ပြောခဲ့တဲ့အချိန်ရှိတယ်အဲ့ဒါကဖခင်သူ့ရှေ့မှာသွားတဲ့အချိန်လေဖခင်သူ့ရှေ့မှာသွားတဲ့အချိန်ဖခင်တခင်ငါ့ကိုလုံခြုံစေငါလည်းတိုးတွေကိုလုံခြုံစေဖခင်ငါ့ကိုစိမ့်လန်းသောကျက်စားရအရက်ပို့တယ်ငါလည်းငါတိုးတွေကိုစိမ့်လန်းသောကျက်စားရအရက်ပို့မယ်ငါလည်းဖခင်ငါ့ကိုတေမင်းအရေးလွမ်းမိုးရကြိုက်ထဲမှာလုံခြုံစေတယ်ငါလည်းငါတိုးတွေကိုတေမင်းအရေးလွမ်းမိုးရကြိုက်ထဲမှာလုံခြုံစေမယ်ဖခင်ကိုဆက်ဆံတဲ့အတိုင်းဖခင်ရဲ့ယဉ်ကျေးမှုနဲ့သူ့ရဲ့တိုးတွေကိုသူဆက်ဆံခဲ့တာအခုညီကောင်တို့တင့်ကိုဖခင်ဘယ်လိုဆက်ဆံတယ်လဲအဲ့ဒီဆက်ဆံတဲ့ဖခင်ရဲ့ကာရိုက်တာနဲ့ယဉ်ကျေးမှုနဲ့တင့်မိသားစုတင့်အသင်းတော်တင့်ဝန်းကျင်ကိုတင်တဲ့ကျွန်တော်ဆက်ဆံဖို့ဖြစ်တယ်အဲ့ဒါဖခင်ရဲ့တဘောနဲ့တင့်ဟာဖခင်ရှေ့ကနေတွားခြင်းဖြစ်တယ်ဖခင်တဘောနဲ့ဖခင်ရှေ့ကနေတွားရင်တင့်နောက်မှာဖခင်အမြဲတမ်းပါတယ်အဲ့ဒီဘက်ကဖခင်နီးလန်းနဲ့ဖခင်အလုတ်ကိုတင်တဲ့ကျွန်တော်လုပ်ရင်ဖခင်စွန့်ပစ်မှာဘယ်တော့မှကြောက်စရာမလိုဖခင်ပါပြီးသားဖခင်နီးလန်းနဲ့ဖခင်တနာတဲ့သူတွေကိုတင်တိုက်ပွဲဝင်ပြီးအကွက်အကာပေးမယ်ဆိုရင်တင်နဲ့အတူတိုက်ပွဲထဲမှာဖခင်တခင်အလုပ်လုပ်ဖို့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဖခင်နောက်လိုက်တဲ့အသက်တာနဲ့ဖခင်ကကိုယ်နောက်လိုက်တဲ့အသက်တာဒီနှစ်ခုကိုကျွန်တော်တို့ခွဲခြားမြင်ပြီးမှကိုဖခင်နောက်လိုက်တဲ့အချိန်ရှိသလိုဖခင်ကိုနောက်လိုက်တဲ့အချိန်ရှိတယ်ဒီနှစ်ခုကိုကျွန်တော်တို့ခွဲခြားမြင်ဖို့ဖြစ်တယ်မြင်နှင်းတဲ့အလုပ်ကဖခင်လာမလုပ်တင်းနဲ့ကျွန်တော်လောက်ရမှာဖြစ်တယ်မြင်နှင်းခြင်းဆိုတာကကျွန်တော်တို့ရဲ့အထဲကနေပွက်ထလာတဲ့ဖခင်ရဲ့ယဉ်ကျေးမှုနဲ့ကျွန်တော်တို့ဆုံးဖြတ်ပြီးလက်တွေ့ကြစွာမြေကြီးပေါ်မှာအလုပ်လုပ်ဆောင်ခြင်းဖြစ်တယ်မြေတကွက်ဝယ်တာလည်းဖြစ်နိုင်တယ်စာချုပ်တစ်ခုချုပ်တာလည်းဖြစ်နိုင်တယ်ဂီတာတီးတာလည်းဖြစ်နိုင်တယ်တချင်းတပုတ်ဆိုတာလည်းဖြစ်နိုင်တယ်စာတကြောင်းရေးတာလည်းဖြစ်နိုင်တယ်မိတိအမှုကိုပြုသည်မဆိုတေဟာဖခင်ရဲ့ဇယိုက်လက္ခဏာယဉ်ကျေးမှုနဲ့ပြုမှုလိုက်တဲ့အရာတိုင်းဒီနိုင်ငံတော်မြေကြီးပေါ်မှာတည်ဖို့အကြောင်းဖြစ်လာစေတယ်။နောက်ဒါကြောင့်အာဗြဟံရဲ့အသက်တာဖခင်ရှေ့မှာတွာလာတယ်လို့
အဲ့ဒီဖျားရှိမှတွာလာတဲ့အာဗြဟံနဲ့ဖျားမခွာမကွဲသွားတိုက်ပွဲထဲမှာအာဗြဟံလုံခြုံမှုလိုတယ်တိုက်ပွဲထဲမှာအာဗြဟံအနာရဖို့လိုတယ်တိုက်ပွဲထဲမှာအာဗြဟံခွန်အားလိုတယ်တိုက်ပွဲထဲမှာအာဗြဟံအရာခတ်သိမ်းလိုတယ်ဖျားကအာဗြဟံနဲ့အတူပါသွားတာဒါဆိုရင်ဘသူကဘသူကိုခေါ်သွားတယ်လဲအာဗြဟံကဖျားကိုတိုက်ပွဲကိုခေါ်သွားခြင်းဖြစ်တယ်နေရင်ပြည်ကနေထွက်ဖို့ကတော့ဖျားကအာဗြဟံကိုခေါ်သွားတာအခုကတော့တိုက်ပွဲထဲကိုဖျားကအာဗြဟံခေါ်လို့လိုက်သွားရအာဗြဟံခေါ်သွားလို့ဖျားလိုက်သွားတော့အာဗြဟံလည်းကယ်တင်ခြင်းရပြီးပြန်လာတယ်လို့လောသလည်းကယ်တင်ခြင်းရပြီးပြန်လာတယ်တောတုံနဲ့ဂေါမောရရှင်ဘုရင်ပါအဲ့ဒီနေ့မှာယန်သူလက်ကနေလွတ်ခွင့်ရတယ်မဟုတ်ဘူးလားနိုင်ငံတော်တည်ထောင်ခြင်းဆိုတာကိုယ်ပဲကောင်းကြီးဖြစ်တာမဟုတ်သူတို့ဘာလဲကောင်းကြီးဖြစ်သွားကိုယ်ပဲကယ်တင်ခြင်းရတာမဟုတ်သူတို့ဘာလဲကယ်တင်ခြင်းရတယ်အဲ့တော့နောက်ဆုံးတစ်ခုပြောပြီးဆုံးသက်ခြင်းနဲ့အာဗြဟံကနေရင်ပြည်ကထွက်တဲ့အခါမှာသူစွန့်ထားခဲ့ရတဲ့အရာတွေရှိတယ်အိမ်တွေစွန့်ခဲ့ရတယ်မောင်နှမတွေစွန့်ခဲ့ရတယ်နိုင်ငံကိုစွန့်ခဲ့ရတယ်ယဉ်ကျေးမှုတွေစွန့်ခဲ့ရတယ်သူစွန့်ခဲ့တဲ့အရာတွေအားလုံးကိုဖခင်ကဘယ်အချိန်မှပြန်ပေးလဲဆိုရင်ခါနန်ပြည်ရောက်တဲ့အချိန်မှာပြန်ပေးအိမ်စွန့်ခဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုအာဗြဟံရှာတယ်အရင်ရှာတဲ့အခါမှာနောက်မှထိုအရာတို့ကိုထပ်၍ပေးမယ်ဆိုတဲ့ဂရုတော်အာဗြဟံလက်တွေ့ခံစားသူအိမ်စွန့်ခဲ့တယ်သူအိမ်ပြန်ရသူမောင်နှမတွေစွန့်ခဲ့တယ်မောင်နှမအစ်စ်ကိုသူပြန်ရတယ်သူရဲ့ဘာသာဓလေ့နဲ့ယဉ်ကျေးမှုကိုသူစွန့်ခဲ့တယ်ဖခင်ရဲ့နိုင်ငံတော်ထဲမှာဖခင်ရဲ့ယဉ်ကျေးမှုနဲ့ဤဥပဒေသားကိုသူပြန်ရညီမတို့အာဗြဟံစွန့်တာနဲ့အာဗြဟံရတာဘယ်ဟာပုံမြတ်လဲဆိုရင်အာဗြဟံပြန်ရတဲ့အရာတာ၍မြတ်တယ်သူစွန့်ခဲ့တာတအိမ်ပဲသူစွန့်ခဲ့တာနေရင်ပြီးမှသူ့အဖေပေးတဲ့အိမ်တအိမ်ပဲစွန့်ခဲ့တာသူပြန်ရတဲ့အိမ်ကဣသရေလတပြည်လုံးမှာရှိတဲ့အိမ်အားလုံးသူ့အိမ်ပဲအာဗြဟံဟာလူမျိုးအပေါင်းရဲ့အဘဖြစ်သွားတယ်သူစွန့်ခဲ့တာကသွေးသားနဲ့ဆိုင်တဲ့မောင်နှမကိုပဲစွန့်ခဲ့အာဗြဟံကဖခင်ရဲ့နိုင်ငံတော်ထဲမှာသူပါပြန်ရလေထာဝရနဲ့ဆိုင်တဲ့မိသားစုပြန်ရတယ်တပန်းအမျိုးသားဆိုတာအာဗြဟံရဲ့သားသမီးတွေဖြစ်လာတယ်မဟုတ်ဘူးလားဆိုတာကတင်နဲ့ကျွန်တော်ဟာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာနောက်မှထိုအရာပေးမယ်ဆိုတဲ့အဓိပ္ပာယ်ကကိုစွန့်ခဲ့တဲ့အရာထက်မြတ်တဲ့စစ်မှန်ခြင်းအရာကိုဖခင်ပြန်ပေးတာကိုဆိုလိုတယ်ညီမတို့ယေရှုကပြောပါတယ်ဘာလဲဆိုရင်ကိုရောရဲ့အမိနဲ့နမလာတယ်တပည့်တော်တွေကလာပြောကိုရောအမိလာတယ်ကိုရောညီလာတယ်အဲ့ဒါယေရှုကပြန်ပြောလဲဆိုငါအဖရဲ့အလိုကိုဆောင်သောသူသားလေငါအမိငါနမဖြစ်တယ်ဒါဆိုရင်ယေရှုဘာကိုစွန့်ပြီးဘာကိုရလဲသူ့ရဲ့သွေးသားနဲ့ဆိုင်တဲ့မောင်နှမဖြစ်ခြင်းကိုစွန့်ပြီးဖခင်ရဲ့မိသားစုဟာသူ့ရဲ့မိသားစုဖြစ်တယ်ဆိုတော့ယေရှုဒီနေရာမှာဝန်ခံထားတယ်ဒါဆိုရင်ယေရှုသည်တာ၍များပြားသောမောင်နှမကိုရတယ်တာ၍ကြီးမားတဲ့မိသားစုကိုရတယ်တာ၍ကြီးမားတဲ့နိုင်ငံတော်ကိုရတယ်ညီကောင်မတို့တင်တဲ့ကျွန်တော်စွန့်တဲ့နိုင်ငံဟာတေးသေးလေးပါဖခင်ကိုပြန်ပေးမဲ့နိုင်ငံဟာမတုံမလုတ်တဲ့ဖခင်ရဲ့နိုင်ငံဖြစ်တယ်ညီကောင်မတို့ကျွန်တော်တို့စွန့်နိုင်တဲ့အိမ်ဟာတင်မိဘအိမ်တေးသေးလေးပါဖခင်တင့်ကိုပြန်ပေးမဲ့အိမ်တော်ဟာအဖရဲ့အိမ်တော်ဖြစ်တယ်အဖရဲ့သားသမီးရှိတဲ့အိမ်ဟာတင့်အိမ်ဖြစ်တယ်အဖရဲ့မိသားစုရှိတဲ့နေရာဟာတင့်မိသားစုဖြစ်တယ်အဲ့တော့ဟိုနေ့ကတော့အဲ့ဒါဥပမာပေးလိုက်သေးတယ်ဆရာဇော်ကိုမန်ရဲ့အိမ်ကကျွန်တော်အိမ်ပဲဖခင်ကိုလက်ခံတဲ့မိသားစုဟာတင့်မိသားစုပဲဘာကြောင့်လဲတင်လဲဖခင်သားသမီးဖြစ်တယ်သူလဲဖခင်သားသမီးဖြစ်တယ်ဆိုတာကအတင်းတော်မှာရှိတဲ့မိသားစုအားလုံးကျွန်တော်တို့အားလုံးဟာဖခင်ထဲမှာစัจ java လာလုံးဆိုင်ရာမိသားစုတစုဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ကနိုင်ငံတော်ကိုရှာဖို့အတွက်ကိုယ့်ရဲ့မိသားစုကိုစွန့်တဲ့အခါမှာကျွန်တော်တို့ဗာမိသားစုပြန်ရတယ်လေထာဝရတည်တဲ့ဖခင်ရဲ့မိသားစုကိုကျွန်တော်တို့ပြန်ရကြတယ်မျက်စိနဲ့မြင်ရတဲ့ကိုယ့်ရဲ့အဖအိမ်ကိုစွန့်တဲ့အခါမှာထာဝရတည်တဲ့အဖရဲ့အိမ်တော်ကိုကျွန်တော်တို့ဝင်စားရတယ်ဒါဆိုရင်ထိုအရာတို့ကိုထပ်၍ပေးမယ်ဆိုတဲ့ဂရုတော်သည်တာ၍မြတ်တဲ့အရာအမြဲတည်မဲ့အရာထာဝရစုံလင်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ခံစားပြီးမှဒီနေ့နေရင်ပြည်နဲ့ဆိုင်တဲ့ဘာသာတလေးတွေနေရင်ပြည်နဲ့ဆိုင်တဲ့ယဉ်ကျေးမှုတွေနေရင်ပြည်နဲ့ဆိုင်တဲ့အသက်ရှင်နေထိုင်မှုတွေကိုကျွန်တော်တို့
ချွတ်ခွာဖို့လိုတယ်ဖယားနဲ့တူးချင်းရှောက်လန်းဖို့လိုတယ်ဖယားနောက်လိုက်ပါဖယားနောက်လိုက်ပြီးရင်ကိုကဖယားရှေ့ကနေသွားပြီးကိုသွားတဲ့အရက်ကိုဖယားကိုခေါ်ဆောင်သွားဖို့ဖြစ်တယ်ကိုလှုပ်တဲ့လုပ်ငန်းမှာဖယားကိုနဲ့အတူခေါ်ဆောင်ပြီးမှကိုတိုက်တဲ့တိုက်ပွဲတိုင်းမှာကိုအားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်ဖို့ဖယားကိုကိုရဲ့အသက်တာတွေကနေခေါ်ဆောင်သွားဖို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဝင်ငါပါတယ်ဝိညာဉ်တော်ဖယားအရောက်ချင်းတိုင်းကိုတိဆောက်ခြင်းပေးပါစေ